ချစ်သူများနဲ့မကြာခင်ရောက်တော့မယ်ဆိုတော့ချစ်သူများနဲ့ရဲ့တမိုင်းရာဇဝင်အကြောင်းကိုသင်သိပါသလားကဘာတဝမ်းမှာလူသိများနဲ့ချစ်သူများနဲ့ Valentine's Day ကိုနှစ်စဉ် February 14 ရက်နေ့မှာကျင်းပကြပါတယ်လူအများအတွက်ဒီနေ့ဟာချစ်သူတဲ့ချင်းချင်းချောကလက်ပေးတာပန်းပေးတာလက်ဆောင်ပေးတာတို့လုပ်ကြတဲ့အချစ်နေ့တစ်နေ့ပေါ့ဒါပေမဲ့ဒီနေ့ရဲ့နောက်ွယ်မှာရေဟောင်းတမိုင်းရှည်တစ်ခုရှိနေပါတယ်အစောဆုံးတမိုင်းအရာ Valentine's Day ဟာယောမခေတ်ကလူပါကယ်လီယာပွဲတော်ကနေဆင်းသက်လာတယ်လို့ယူဆကြပါတယ်။ဒီပွဲတော်ကို BC 600စုလောက်ကတည်းကကျင်းပလာခဲ့ပြီး February အလယ်ပိုင်းမှာပြုလုပ်ကြပါတယ်။ဒီပွဲတော်ရဲ့အဓိကရည်ရွယ်ချက်ကမြေယာမြေဩဇာကောင်းမွန်စေဖို့တီးနှံထွက်ကောင်းစေဖို့လူဦးရေတိုးပွားစေဖို့ဆူတောင်းတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။အဲ့ဒီခေတ်ကပွဲတော်ဒီမှာတရိတ်ဆန်ပူဇော်တာကန်ဆန်းပြီးယောက်ျားမိန်းမတွဲပေးတာမျိုးတွေပါဝင်နေပါတယ်။အဲ့ဒီအချိန်ကလူမှုယဉ်ကျေးမှုအရာဒီလိုအပြုအမူတွေကိုပုံမှန်အဖြစ်လက်ခံကြပါတယ်။နောက်ပိုင်းခရစ်ယာန်ဘာသာပိုပြီးပြန့်နှံ့လာတဲ့အချိန်မှာဒီပွဲတော်ကိုမသိမ့်တော်ဘူးလို့ယူဆလာကြပါတယ်။ဒါကြောင့်ခရစ်နှစ်900စုလောက်မှာ Pope Gelasius ပုပ်ယဟန်မင်းကလူပါကယ်လီယာပွဲတော်ကိုပိတ်ပင်လိုက်ပြီး February 14 ရက်နေ့ကို Saint Valentine နေ့အဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါဆို Saint Valentine ဆိုတာဘာတူလဲ။ Saint Valentine ဟာတမိုင်းမှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့Valentine အမည်နဲ့သူတော်စံအများရှိခဲ့လို့ဘသူတိတိလဲဆိုတာမသိကြပါဘူး။နာမည်ကြီးတဲ့ဇလန်တစ်ခုကတော့ယောမအဂရစ် Claudius II ကစစ်သားတွေအိမ်တောင်ဖြူခွင့်မရှိလို့တားခဲ့ပါတယ်။သူထင်တာကအိမ်တောင်ရှိရင်စစ်သားတွေစစ်တိုက်ရမှာစိတ်အာရုံမစူးစီးနိုင်ပဲနဲ့အိမ်မှာကြံရစ်နေတဲ့ဇနီးကိုပဲတန်းတာပြီးလွမ်းဆွတ်နေမှကြောက်လို့ပါ။ဒါပေမဲ့ဘာသာရေးခေါင်းဆောင် Saint Valentine ကဒီအမိန့်ကိုမလိုက်နာပဲချစ်သူဆောင်တွဲတွေကိုလျှို့ဝှက်လက်ထပ်ပေးခဲ့ပါတယ်။နောက်ဆုံးသူဖမ်းမိပြီး February 14 ရက်နေ့မှာအသက်ခံခဲ့ရတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီကနေပြီး Saint Valentine ကိုချစ်သူများနဲ့ဆက်ဆက်ပြီးအထိမ်းအမှတ်ပြုလာကြတာဖြစ်ပါတယ်။အလယ်ခေတ်ဥရောပကနေစပြီး Valentine's Day ကိုချစ်ချင်းမေတ္တာနဲ့ဆက်ဆက်လာပါတယ်။14ရာစုမှာကဗျာဆရာ Geoffrey Chaucer က Valentine နေ့ကိုအချစ်နဲ့ဆက်ဆက်ပြီးရေးသားခဲ့ပါတယ်။နောက်ပိုင်း18ရာစုလောက်မှာအင်္ဂလန်မှာချစ်သူတွေချင်းချင်းစာပေးတာပန်းပေးတာလက်ဆောင်ပေးတာတွေစတင်ကျယ်ပြန့်လာပါတယ်။ဒီနေ့ခေတ်မှာတော့ Valentine's Day ကိုကမ္ဘာတစ်ဝန်းမှာချစ်ချင်းမေတ္တာဖော်ပြတဲ့နေ့အထိကျင်းပကြပါတယ်။လူတွေကချောကလက်ပေးတာပန်းပေးတာအချစ်စာရေးတာညစာစားထွက်တာခရီးထွက်တာစတဲ့နည်းလမ်းတွေနဲ့ချစ်ချင်းမေတ္တာဖော်ပြကြပါတယ်။နောက်ဆုံးပြောရမယ်ဆိုရင် Valentine's Day ဟာအချစ်အကြောင်းပဲမဟုတ်ပါဘူး။လူချင်းချင်းဂရုစိုက်မှုတန်မှုထားမှုချစ်ချင်းမေတ္တာတွေကိုဖော်ပြတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုကြောင့်မိတ်ဆွေချစ်သူများနေတဲ့အကြောင်းကိုဘယ်လိုစတင်ဖြစ်ခဲ့တာလဲဆိုတာကိုသိရှိသွားပြီလို့ထင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုများကိုဆက်ပြီးဖန်တီးဖို့အတွက်မိတ်ဆွေရဲ့အတိအမှတ်မှုတစ်ခုလိုအပ်ပါတယ်။အဲ့ဒါကတော့ကျွန်တော် channel ကို follow like subscribe လုပ်ဖို့မမေ့နဲ့နော်။မိတ်ဆွေအားလုံးချစ်သူများနေမှာမိမိချစ်တဲ့သူနဲ့အတူတကွရှိပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်များပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်